အားလုံးပဲမင်္ဂလာပါရှင်ညီမကတော့ Miss World မြန်မာ2023 ရွေးတက်တိုင်လေးပဲဖြစ်ပါတယ်ရှင်ညီမယခုလက်ရှိတက်နေတာကတော့ထိုင်းနိုင်ငံရဲ့ First Private University ဖြစ်ပြီးတော့မှစီးပွားရေးမှာလည်းနာမည်ကြီးရဲ့ UTCC ကိုလိုက်ကြပြီးမှဖြစ်ပါတယ်ရှင်တောင်းဝင်ချင်းမှာပဲ garden လေးရှိရယ်နော်ညီမတို့ညနေတိုင်းတငယ်ချင်းတွေနဲ့အတူတူစကားပြောလို့ကောင်းတဲ့နေရာလေးပေါ့ဓာတ်ပုံလေးရိုက်ဖို့မေးကြနဲ့နော်မြန်မာယခုတက်နေတာကတော့ UTCC ISM ပါရှင့်။နာမည်ကြီးစီးပွားရေးတက္ကသိုလ်ဖြစ်တဲ့အတွက်ကြောင့်မလို့ business နဲ့ပတ်သက်တဲ့ master degree ရော bachelor degree ကိုပါ international အသိအမှတ်ပြုတဲ့ဘွဲကိုရမှာပါနော်။အဲ့ဘောဆောင်မလားပိုကိုင်းနေဆောင်မလား ISM ကျောင်းသားတွေအတွက်အထူးပြုလုပ်ထားပြီးတဲ့ launch ကိုအားတဲ့အချိန်လေးလာနားလို့ရတယ်နော်။ library ဆိုတော့စာပဲလုံးနေရမှာချင်းမှားတော့မယ်နော် PS5 ဂိမ်းတွေအပြင် VR ဂိမ်းတွေပါ UTCC မှာအလကားဆော့လို့ရအောင်ကျောင်းကစီစဉ်ပေးထားပါမယ်ခုနလာမှာဆိုရင်စာအုပ်ငားလို့ရပြီးတော့မှစာဖတ်စစ်သူတွေအတွက်အိမ်ဟိုပါယူသွားလို့ရအောင်ကျောင်းကစီစဉ်ပေးထားပါဒါပဲလုပ်နေရတာပြင်ပန်းနေပြီမလား game to ဆော့ကြမယ်လေ UTCC မှာ e-sport center လည်းရှိအောင်မလို့ game to ဆော့ချင်လားပြောထိုင်းစာစားမလားမြန်မာစာစားမလားအပြင်ကဆိုင်တွေထက်ဈေးအများကြီးတက်တာပြီးတော့မှအရသာရှိရဲ့ကန်တင်လဲ UTCC မှာရှိနေပါပြီရှင့်ရနေပြီလားနေမကောင်းလားကျောင်းမှာ clinic ရှိရဲ့နော်ဘာဖြစ်ဖြစ်တခါတည်းကိုပေးမယ်ဆရာဝန်ကလည်းအသင်းဆိုတော့ဘလုံးမရှုပ်တော့ဘူးပေါ့ UTCC မှာကျောင်းသားကျောင်းသူတွေအတွက်အကျဉ်းပထားပေးထားတာမလို့ကျန်းမာရေးအတွက်စိတ်ကူးစရာမလိုတော့ဘူးဒါကတော့ UTCC ရဲ့ basketball queen ပါညီမတို့ညနေတိုင်းတငယ်ချင်းတွေအတူတူလာဆော့ဖြစ်တယ်လေ